သေမင်းမမြင်ရသို့သွားချစို့ဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာအဒတနံမစ္ဆုရာဇတ္တကိစ္စေဆိုတဲ့ဒီစာပိုက်လေးကိုမြတ်စွာဘုရားကိုယ်တိုင်ထုတ်ဖော်ပြီးတော့ဟောထားတာရှိတယ်အဒတနံမစ္ဆုရာဇတ္တကိစ္စေမစ္ဆုရာဇတ္တသေမင်းဤအတ္တနံမမြင်ရယတ်တုကိစေသွားရောက်ရ၏သွားရောက်ရဤသွားရမယ်သွားချဆိုလို့ဆိုတဲ့အဓိပ္ပာယ်ပဲနော်မှန်ပါပါဗျာသေမင်းမမြင်တဲ့နေရာမရောက်မချင်းဘုန်းကြီးတို့တွေဖန်တလဲလဲသေဆုံးခြင်းနဲ့ရင်ဆိုင်ကြရမှာပေါ့မှန်ပါပါဗျာအဲ့ဒါလို့သေဆုံးခြင်းနဲ့ရင်ဆိုင်မှုကနေလွတ်မြောက်ဖို့အတွက်မြတ်စွာဘုရားကိုယ်တိုင်ကတဖွာဖွာဆုံးမဩဝါဒပေးတဲ့အနေအတ္တနံမစ္ဆုရာဇတ္တကိစ္စေသေမင်းမမြင်နိုင်တဲ့နေရာကိုသွားကြသေမင်းမမြင်နိုင်တဲ့နေရာသွားကြရမယ်သွားဖို့ကြိုးစားကြရမယ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သွားနေကြတာတော့ဆိုသေမင်းမမြင်ရအရက်ကိုသွားနေကြမှန်ပါပါဗျာသေမင်းမမြင်ရအရက်ကိုရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာနောက်ထပ်သေမင်းကကိုယ်ရှာတွေ့မှာမဟုတ်တော့မှန်ပါပါအဲ့ဒါလို့သေမင်းရှာမတွေ့သည်တိုင်အောင်သေမင်းကိုပုံးကွယ်ရှောင်ရှားနိုင်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်ပေါ့သေမင်းကိုပုံးကွယ်ရှောင်ရှားနိုင်ခြင်းမရှိသေးသမျှကာလပတ်လုံးသေမင်းရဲ့လွှမ်းမိုးနှိမ့်ဆက်မှုခံကြရမှာဒီလိုသီလသမารိပညာအကျင့်သိက္ခာတွေနဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတိတ်မလဲသေမင်းလွတ်ရနေရဌာနမရောက်သေးသမျှကာလပတ်လုံးသေဆုံးခြင်းဆိုတာနဲ့ရင်ဆိုင်ရတာပေါ့မှန်ပါပါဗျာဒါကိုတံဝေကယူချဒီတံဝေကရဲ့စွမ်းအားတွေကိုမိမိတို့ယင်ထဲမှာပြိုးပြီးတော့ဒီအရှိန်အဟုန်တွေနဲ့သေမင်းမမြင်ရအရက်ကိုရောက်အောင်ခြိတက်ဖို့သွားရောက်ဖို့လိုအပ်တယ်ပေါ့မှန်ပါပါဗျာဥလိမတုံသွားရောက်နေဖို့လိုအပ်တယ်အပူရင်းသွားရောက်ဖို့လိုအပ်တယ်လမ်းကြီးမှာကြမ်းကြနေဖို့မသိဘူးကြမ်းကြနေလို့ရှိရင်တကွေ့သေမင်းနဲ့တွေ့နေအောင်မှာပဲအဲ့ဒါကြောင့်မလို့မတွေ့ရအောင်သေမင်းနဲ့မတွေ့ရမယ့်အရက်သေမင်းမမြင်နိုင်တဲ့အရက်ကိုသွားပါလို့မြတ်စွာဘုရားကဒေသနာတော်တွေမှာဒီတိုင်းပဲတိုက်တွန်းထားတာရှိတယ်နော်မှန်ပါပါဗျာအဒတ္တနံမစ္ဆုရာဇတ္တကိစ္စေအဲ့တော့သေမင်းဆိုတာဘု து ပြောနေတာလေသေမင်းမမြင်တဲ့အရက်ဆိုတာကြတော့ဘာလဲဘုန်းကြီးတို့နေနေတဲ့နေရာကသေမင်းမြင်နေတဲ့နေရာလားဘာကြောင့်သေမင်းမြင်တဲ့နေရာလို့ခေါ်တယ်လဲဆိုခန္ဓာရှိနေတဲ့လောကကြီးတစ်ခုလုံးဟာသေမင်းနဲ့ရင်ဆိုင်တိုးနေတဲ့နေရာတွေကြီးပဲမှန်ပါပါဗျာခန္ဓာရှိလျက်သေမင်းကိုရှောင်ကွင်းလို့မရဘူးခန္ဓာမရတော့ဘူးဆိုလို့ရှိရင်တော့သေမင်းရဲ့စကွင်းကလွတ်ကင်းပြီလို့ဒီလိုပြောခန္ဓာဆိုတာခန္ဓာတစ်ပါးရှိလည်းမလွတ်ဘူး၄ပါးရှိလည်းမလွတ်ဘူး၅ပါးဆိုတာတော့မပြောနဲ့နော်မှန်ပါပါခန္ဓာတစ်ပါးရှိတဲ့တတ္တဝါတွေသေမင်းရဲ့မြင်ကွင်းကမလွတ်ဘူးခန္ဓာ၄ပါးရှိတဲ့တတ္တဝါတွေလည်းမလွတ်ဘူးခန္ဓာ၅ပါးလုံးရှိတဲ့တတ္တဝါတွေလည်းမလွတ်ဘူးခန္ဓာရှုထောင့်ကပြောရင်အာရဏဓာတ်ရှုထောင့်ကရှိအလုံးချုံငုံပြောရင်တော့ယုံနဲ့နာနှစ်ခုရုပ်ရှိတဲ့တတ္တဝါကြီးလည်းမလွတ်နိုင်ဘူးနာကြီးရှိတဲ့တတ္တဝါလည်းမလွတ်နိုင်ဘူးယုံနဲ့နှစ်ခုပေါင်းစပ်ထားတဲ့တတ္တဝါလည်းသေမင်းမမြင်ရအရက်ကိုမရောက်နိုင်နေဘူးတဲ့မှန်ပါပါဗျာအဲ့တော့လောကကြီးမှာကာမဘုံပဲဖြစ်ဖြစ်32ဘုံနဲ့ကကာမဘုံပဲဖြစ်ဖြစ်ရူပဘုံပဲဖြစ်ဖြစ်အရူပဘုံပဲဖြစ်ဖြစ်32ဘုံလုံးဟာသေမင်းကလွတ်ကင်းတဲ့ဘုံဆိုတာမရှိနိုင်မှန်ပါပါဗျာသေမင်းကလွတ်ကင်းတဲ့ဘုံမရှိနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားဒေသနာတစ်ခုမှာဟောထားတာရှိတယ်နော်နအန္တလိခေကောင်းကင်မှာနေလဲသေမင်းရဲ့စကွင်းကမလွတ်ဘူးတဲ့သေမှာပဲမှန်ပါပါနသမုဒ္ဒမစ္စေပင်လေအလေကောင်ရောက်နေလဲသေမင်းလက်ကမလွတ်ဘူးတဲ့
နပပတနံဝိဝရံပဝိတတောင်ကောင်းနဲ့အောင်းနေလည်းပဲမလွတ်ဘူးတဲ့31ဘုံတေဘူးမကကာမရူပအရူပလို့ဆိုရယ်ဒီဘုံလေးမှာနဝိစတိသောဇဂတိပတိသောသင်မင်းလွတ်တဲ့ဘုံဌာနအရရိတဆိုတာရှိကိုမရှိဘူးဒီလိုပြောတာအဲ့တော့ကိုယ်ဘယ်နေရာရောက်နေတယ်ဆိုတာကိုကိုယ်စမ်းစစ်ဖို့လိုတာပေါ့တို့ရောက်နေတဲ့နေရာသင်မင်းလွတ်ကင်းတဲ့နေရာဟုတ်ကလားလို့ဆိုမလွတ်တဲ့နေရာနော်မလွတ်တဲ့နေရာရောက်ယထထိတံနပတဟေယမစ္စုတည်ခြင်းတရားကတော့မဟုတ်သင်မင်းကမနှိမ့်ဆက်နိုင်အောင်ရောက်နိုင်တဲ့နေရာဒီလောကကြီးထဲမှာမရှိဘူးတဲ့ဒီလိုပြောတာနော်မှန်ပါပါဗျာအဲ့တော့သင်မင်းရဲ့နေရာလည်းမနာမချေတာဒါဖြင့်သင်မင်းလွတ်ကင်းတဲ့နေမြေရောရှိရလားလို့ဆိုရှိတယ်လွယ်လွယ်နဲ့တော့မရောက်နိုင်ဘူးတဲ့အဲ့ဒီနေမြေမစ္စုဒေယံသူထုတ်တရံအဲ့ဒီကိုရောက်ဖို့အရောက်သွားဖို့ဟာအမှန်တမ်းခက်ခဲတယ်သူထုတ်တရဖြတ်ကျော်ဝင်ရောက်ဖို့အမှန်တမ်းခဲရင်းနဲ့မစ္စုဒေယသင်မင်းရဲ့လွှမ်းမိုးအုပ်ချုပ်တဲ့နေရာကြီးဆိုတာပါတော့31ဘုံပဲမှန်ပါပါခန္ဓာရှိတဲ့ဘုံနေအားလုံးဟာသင်မင်းရဲ့လွတ်ကင်းတာတူမှမရှိမြတ်စွာဘုရားကိုယ်တိုင်ပဲ31ဘုံထဲမှာပါဝင်နေတာဖြစ်တော့ကြောင့်သင်မင်းမလွတ်ကင်းဘူးရှင်သာရိပုတ္တရာရှင်မမောက္ကလ31ဘုံထဲမှာရှိနေတဲ့အချိန်သင်မင်းရဲ့လက်တွင်းကမလွတ်ကင်းဘူးတဲ့ဒါတွေကဆင်ញင်စဉ်းစားကြည့်လို့ရတဲ့ကိစ္စတွေပေါ့နော်မှန်ပါပါဗျာဒါမို့31ဘုံထဲမှာဆိုရင်သင်မင်းရဲ့နှိမ့်ဆက်မှုကလွတ်ကင်းတဲ့ဘုံဆိုတာမရှိဘူးလို့ဒီလိုဒေသနာတော်ရလည်းမှတ်ကြရတယ်တကယ်လည်းပဲလက်တွေ့အားဖြင့်လည်းပဲလွတ်ကင်းနိုင်ရှိလွတ်ကင်းနိုင်တဲ့ဒီဖြတ်ကျော်ဖို့ကျော်လွန်ဖို့သူ့ပစ္စုဒိယလို့ဆိုတဲ့ကာမဘုံရူပဘုံအရူပဘုံတေဘူးမကဘုံ3ပါးတော့မဟုတ်31ဘုံခန္ဓာတွေနဲ့ဖွဲ့စည်းထားတဲ့ဒီဘုံကြီးကိုကျော်သွားဖို့ဆိုတာဒါကြီးကိုလွတ်မြောက်အောင်ကျော်ထွက်ဖို့ဆိုတာအမှန်တမ်းခဲနေမစ္စုဒေယံသူထုတ်တရခဲရင်နဲ့လို့ပြောတာမရောက်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးမှန်ပါပါဗျာခဲရင်နဲ့ဖြတ်ကျော်ဖို့ခဲရင်နဲ့ဆိုတော့ဒါဖြင့်ဖြတ်ကျော်တဲ့ဤစနစ်တွေရောမရှိဘူးလားဆိုရှိတယ်သူကသေမင်းမမြင်ရကိုသွားမယ်ဆိုရင်ဘယ်လိုသွားမလဲမြတ်စွာဘုရားကိုယ်တိုင်ကသေမင်းမမြင်ရဘုံဌာနတွေကိုလည်းသေမင်းမမြင်ရနေရာတွေကိုလည်းပဲညွှန်ကြားပြတာဘယ်လိုသွားရမယ်ဆိုတာကိုလည်းညွှန်ကြားပြတာထားတာပဲအဲ့ဒီလမ်းကြောင်းကပဲသွားရတခြားလမ်းကြောင်းမရှိဘူးပေါ့နော်မှန်ပါပါဗျာအဲ့တော့သေမင်းနဲ့ပြောနေကြတာဘယ်သူကသေမင်းလဲဆိုတဲ့အခါကျမြတ်စွာဘုရားရဲ့ဒေသနာတော်တစ်ခုကြည့်တန်ရုပ်ပါဠိတော်မှာခန္ဓာဝကတန်ရုပ်ပါဠိယောဘိခေရူပတ္တဥပ္ပါဒောဒုက္ခတေတောဥပ္ပါဒောရောဂနံထိတိစရာမရဏတ္တပတုပါဟောခန္ဓာရလာတာသေမင်းရလာတာပဲမှန်ပါပါဗျာအဲ့တော့သေမင်းနဲ့ဒီလိုတင်စားပြီးတော့သုံးတဲ့အခါမှာလူတွေကသေမင်းကအပြင်ကလာတာလို့ဒီလိုအောက်မိတ်ကိုရထားတဲ့ခန္ဓာကြီးကသေမင်းကြီးမှန်ပါပါဗျာကိုရထားတဲ့ရုပ်ကိုရထားတဲ့ဝေဒနာကိုရထားတဲ့သင်ညာကိုရထားတဲ့သင်္ခါရကိုရထားတဲ့ဝိညာဏရုပ်ဝေဒနာသင်ညာသင်္ခါရလို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုကသေမင်းကြီးပဲဒါကြောင့်မို့ခန္ဓာ၅ပါးရလာခြင်းဒီပင်လင်စရာမရဏတ္တပါတုဘာဝတဲ့ကိုယ့်ရဲ့ဖွားဘက်တော်ကြီးပဲလေမှန်ပါပါဗျာသေမင်းကကိုယ်သေမင်းနဲ့ကိုယ်ပဲဟုတ်လားမှန်ပါပါဗျာတချို့ကပြောကြသေးတယ်အသက်မမေးနဲ့တဲ့သေမင်းကြားသွားမစို့ပြောသူကသေမင်းဖြစ်တခါတလေကြတော့ကလေးတွေပြောရမင်းတို့သေမင်းမြင်ဘူးလားသေမင်းနဲ့ကြောက်စရာကောင်းတယ်ပြောတယ်မြင်ဘူးလားမမြင်ဘူးတဲ့သေမင်းမြင်ဘူးချင်းမှန်ကလေးသာထောင်ကြည့်လိုက်သေမင်းကတချို့သေမင်းကတဏှာလေးတွေလိမ့်ထားတာနော်မိတ်ကတ်တွေနဲ့အလှပြင်ထားတာလည်းရှိတယ်အဲ့သေမင်းဆိုတာတခြားမှဟုတ်မှာမဟုတ်ပဲ
ခန္ဓာ၅ပါးဟာသိမင်းပဲဒါကြောင့်မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတယ်ဝဋ္ဌကံရူပံဝဋ္ဌကာဝေဒနာဝဋ္ဌကာတင်ညာဟောဝဋ္ဌကာသင်္ခါရဝဋ္ဌကံဝိညာဏလို့သူကတတ်လက်တတ်တယ်သိလဲသိတတ်တယ်သူကိုယ်တိုင်ကလည်းသိတတ်တယ်သူများကိုလည်းတတ်သွားတတ်တယ်ဒါကြောင့်မို့လို့ခန္ဓာ၅ပါးကိုသူတတ်သမားလို့ပြောတာမှန်ပါပါအဲ့တော့သိမင်းဆိုတာလည်းသူပဲသူတတ်သမားဆိုတာလည်းသူပဲသိမင်းကတတ်တယ်ဆိုတာသူကိုယ်သူလည်းတတ်တယ်သူများကိုလည်းဆွဲခေါ်သွားတယ်ဆိုပါစို့ရုပ်28ပါးအဲ့ဒီထဲမှာရုပ်စစ်နိဗ္ဗာန်ရုပ်18မျိုးရှိတဲ့အထက်ဓာတ်ကြီးလေးပါးကိုအမိပြုပြီးတော့အားလုံးဟာရှိနေတယ်မှန်ပါပါဗျာအဲ့ဒီထဲမှာပထဝီဓာတ်ကပြတ်သွားပြီဆိုလို့ရှိရင်ပထဝီဓာတ်တည်သွားပြီဆိုလို့ရှိရင်အာဘောတိဇောဝါယောဇန်နေယုတ်တွေရောခေါ်ပြီးတော့သွားတာသူကမှန်ပါပါသူတယောက်တည်းမသွားဘူးမှန်ပါပါဗျာနာနေပါခေါ်သွားတာအကောင်ကျန်တတ်သွားတယ်လို့ဒီလိုပြောတာနော်မှန်ပါပါဗျာဒါကြောင့်မို့လို့တတ္တသူကဘယ်သူလဲဆိုခန္ဓာ၅ပါးပဲမှန်ပါပါဗျာဘယ်သူကတတ်ထားလဲဆိုခန္ဓာ၅ပါးတတ်သွားတာပဲသေမင်းကဘယ်သူလဲလို့မေးခန္ဓာ၅ပါးပဲပေါ့ဒါမို့ယောဘိကွေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောတို့တွေဘဝမှာရုပ်တရားရလာတာဘာရလာဘာဖြစ်လာတာတုံးဆိုဒုက္ခကြီးဖြစ်လာတာရောဂနံထိထိခန္ဓာကိုယ်ထဲမှာယောဂရလူတွေကတော့ပြောကြတယ်မသိရှာကြတော့ဘာယောဂမှမရှိဘူးဘာယောဂမှမရှိဘူးကျမ်းပါတယ်ကျမ်းပါတယ်မေးလိုက်လို့ရှိရင်ကျမ်းပါတယ်ယောဂမရှိဘူးကြီးပဲပြောတာပဲမေးကြည့်ပါလားပြောကြရတာပေါ့နော်မှန်ပါပါဗျာထောင်းနဲ့လုံနိုင်သေးသမျှတော့ယောဂမရှိဘူးပဲပြောတာမရှိဘူးတော့မဟုတ်ရှိနေတာယောဂဆိုတာဘယ်သူခေါ်တာတော့ဆိုခန္ဓာ၅ပါးခေါ်တာပဲဒါမို့ယောဂနဲ့ထိတိမွေးလာကြတဲ့ယောဂရလာတာအဲ့ဒါကိုယောဂလို့မသိဘူးလေမှန်ပါပါဗျာယောဂလို့မသိဘူးဒီတဲ့ဆိုးလာမှယောဂလို့ထင်တာကိုဒါကြောင့်မို့မြတ်စွာဘုရားဟောထားတာလေရောဂနံထိတိရုပ်ရလာတာဟာရှင်းရှင်းပြောမယ်ဆိုရင်မျက်လုံးရလာတာမျက်လုံးဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာတာနားဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာနှာခေါင်းလျှာကိုဖြစ်ပေါ်လာတာဒုက္ခဖြစ်ပေါ်လာတာယောဂရလာတာအိုခြင်းနဲ့တည်ခြင်းပေါ်လာတာပဲဒီလိုဆိုလိုတာနော်မှန်ပါပါဗျာဒါကမြတ်စွာဘုရားသခင်ကိုရမြတ်ခိုးတော်တိုင်ခန္ဓာဝကတန်ရုပ်ပါဠိတော်တွေမှာဟောထားတဲ့စကားတွေပဲခန္ဓာဝကတန်ရုပ်တို့သလရဏဝကတန်ရုပ်ပါဠိတော်တို့ကြည့်မယ်ဆိုလို့ရှိရင်လူတဘာဝတွေကိုကွက်ကွင်းမြတ်စွာဘုရားရှင်းပြီးတော့ဟောထားတာဒါကြောင့်ဟိုယောဂဆိုတာလေတခြားရှာမနေနဲ့ခန္ဓာ၅ပါးရှိရင်ယောဂပဲအိုခြင်းသိခြင်းဆိုတာလေတခြားသွားရှာမနေနဲ့ခန္ဓာ၅ပါးဒီအိုခြင်းသိခြင်းပဲဒါကြောင့်မို့လို့ခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်ဟာဘယ်သူမှမသိတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့သိမင်းဆိုတာအစွဲပြူးကြီးနဲ့ပြင်ဘက်ကလာတာမဟုတ်ဘူးတဲ့ကြောက်เสียမကောင်းဘူးသိမင်းကြီးရဲ့ကိုယ်နဲ့တူတူနေတာအမြဲတမ်းနော်မှန်ပါပါဗျာဖီလိန်ပြင်စင်အလှပြင်လို့မလေသူကျွေးမွေးထားတာကျွေးမွေးထားတာလေမှန်ပါပါဗျာကိုကျွေးထားတာပဲအဲ့တော့သိမင်းဆိုတာတခြားမဟုတ်ဘူးဆိုတာဒါဖြင့်ခန္ဓာ၅ပါးမလွတ်သေးသမျှသိမင်းမမြင်ရအရာတို့တွေမရောက်နိုင်ဘူးလို့ဒီလိုပဲမှန်မှာပေါ့မှန်ပါပါဗျာခန္ဓာ၅ပါးဖြစ်ပေါ်နေသေးသမျှသိခြင်းတရားနဲ့ရင်ဆိုင်ရမယ်ပေါ့ဘဝဆိုတာခန္ဓာကြီးဆိုတာတေချာစဉ်းစားကြည့်လိုက်ကိုယ်ခန္ဓာကိုယ်လေးကိုပြန်ကြည့်မယ်ဆိုရင်သုတ္တန်တစ်ခုကမြတ်စွာဘုရားဟောထားလေအဋ္ဌိနံနဂရံကတံမန္တလောဟိတလေးပနံလူတဘာဝကိုပုံဖော်ထားပုံလေးကိုကြည့်ဒီအယိုးပရိသအင်္ဂေဟာအဋ္ဌိနံနဂရံကတံဆိုအယိုးပရိသစကယ်တန်ပေါ့လူခန္ဓာကိုယ်ကတကယ်ကိုအယိုးပရိသကြီးနဲ့အိမ်ဆောက်ထားလို့ရှိရင်အိမ်မှာလဲနော်တိုင်နေ
ထုတ်တွေရက်မာတွေနဲ့ဒီလိုဆောက်ထားတာမဟုတ်လားမှန်ပါပါဗျာလူခန္ဓာကိုယ်လည်းကြည့်အယိုးတွေနဲ့တိဆောက်ထားတယ်မှန်ပါပါဗျာအယိုးတွေအမာခံပြီးတော့ပြင်မကအယိုးတွေတစ်ခုနဲ့တစ်ခုပြုတ်ထွက်မသွားအောင်အကျော်တွေတို့အသားမြင်တွေတို့ဒါတွေနဲ့လှုပ်ပြီးတော့ပြင်မကအရေပြားလေးနဲ့အုပ်ပေးထားတာအထက်ထဲကျတော့ဘာတွေထည့်ထားတော့တမိုးရှိတာတွေညာထည့်ထားတယ်မအောင်မိတ်လေးနဲ့ယထဇရာစမစ္ဆုစမာနောမခောစဩဟိတောတဲ့အဲ့ဒီအယိုးပရိသအင်္ဂေဟာကြီးဟာအထက်ထဲမှာဘာတွေရှိတုံးဆိုအိုခြင်းသဘောရှိတယ်သေမင်းကလည်းအဲ့ဒီအိမ်ထဲမှာပဲနေတာပဲမှန်ပါပါဗျာဒီထဲမှာစိတ်ကောင်းမရှိလို့ရှိရင်ကျေစုကမ်းခြင်းတို့ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းတို့ဆိုတဲ့ဒါတွေပါလာတယ်မာနောမခောစာဩဟိတောငါမသိဘူးလို့ထင်တယ်ငါကြမ်းပါတယ်လို့ထင်တယ်ကိုယ့်အည်ချင်းနဲ့ကိုယ့်အည်သွေးအထင်ရောက်ပြီးတော့နေတာမျိုးပေါ့နော်မှန်ပါပါဗျာမက္ခကျေစုတရားကဏ္ဍတယ်ဟောခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်ကြီးကလည်းကျေစုကမ်းတာမှန်တယ်မနဲ့မိုးလင်းကြတယ်ဘယ်သူလုံနေတာတော့လို့တေချာစဉ်းစားကြည့်ကိုယ်နဲ့နည်းနည်းခွဲကြည့်လိုက်မနဲ့အိယာထားတာနဲ့ဘသူရဲ့ဝေယဝိစ္စတွေတို့လုံနာတော့ထင်တယ်လူတွေကတော့အမလီဒီပြညာတွေဝေယဝိစ္စလုံတယ်လို့ထင်တာမဟုတ်ဘူးခန္ဓာရဲ့ဝေယဝိစ္စလုံပေးနေရတာမှန်ပါပါဗျာမျက်နာသိရတယ်သွားတိုက်ရတယ်အမလီကော်ဖီလေးဖြော်တိုက်ရသေးတယ်မနဲ့စောစောဆိုကော်ဖီလေးနဲ့မတင်းတိမ်ရင်ဒီပြဟာလေးပါကျွေးရသေးတယ်မှန်ပါပါဗျာဘယ်သူပြုစုနာတော့ဆိုသေမင်းကြီးကိုပြုစုနာလို့ပဲမြင်လို့ရတာပေါ့မှန်ပါပါဗျာတကယ်တဘာဝအဲ့တိုင်းပဲတကယ်ကအဲ့လိုပြုစုပြီးတော့နေတာဒီထဲမှာကိုမွေးထားတာကကိုပြန်တတ်တာပဲဒါတော့ဒီအိဗယ်လေးတွေကိုစဉ်းစားဆင်ခြင်ပေးတာဟာလည်းပဲဒါ contemplation လို့ခေါ်တယ်အနုပဒနာဆင်ခြင်သုံးသပ်မှုကပစ္စောဝခဏဘဟုပကာရာကျေစုအလွန်တရာများတယ်ဆင်ញင်သုံးသပ်မှုတွေရှိရခန္ဓာကိုယ်ကြီးရဲ့သဘာဝကိုဆင်ញင်သုံးသပ်ပေးရတယ်အဲ့ဒါလို့ဆင်ញင်သုံးသပ်ပေးခြင်းအဖြစ်အမှန်မြင်နိုင်တဲ့အသိဉာဏ်တွေဟာတဖြည်းဖြည်းချင်းရင်းတန်လာတာပေါ့မှန်ပါပါဗျာကြည့်လေရှင်စုလပန်အလောင်းဘယင်ကြီးမျက်နှာမှာချွေးထွက်တဲ့အခါကျတော့အဝတ်ကလေးနဲ့တုပ်လိုက်ပြီးတော့ဩဒီခန္ဓာကိုယ်ကြီးကြောင့်အမှန်တန်ဖြူဖွေးတဲ့အဝတ်ကလေးကညစ်ပေသွားပါလားဒီဆင်ញင်မှုလေးကရှင်စုလပန်ဘဝမှာဝိပဿနာဉာဏ်ရဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်သွားတယ်လေမှန်ပါပါဗျာမြတ်စွာဘုရားကိုယ်တိုင်ကဘဝပိုင်းလေးပေးပြီးကမ္မထာရှုခိုင်းတာအဲ့ဒါနဲ့ဆက်ပေးတာပဲမှန်ပါပါဗျာအဲ့ဒါနဲ့ဆက်ပေးလိုက်တာဒါကြောင့်မို့ဘုရားကဘဝပိုင်းလေးပေးလိုက်တာကတမာရီထူထောင်မှုပေးတာတမာရီထူထောင်ပြီးတော့ဝိပဿနာကူးတဲ့အခါမှာလည်းပဲဒီဘဝပိုင်းလေးပေါ်မှာရှုမြင်သုံးသပ်ခဲ့တဲ့ contemplation ပေါ့နော်အဲ့ဒါကအထောက်အကူဖြစ်စေတာဒီတစ်ချိန်တစ်ခါဖြစ်ခဲ့ရတဲ့ဒီအသိဉာဏ်လေးဟာပျောက်ပြယ်သွားတာမဟုတ်ပျက်ပြယ်ပြီးတော့မသွားပျောက်ဆုံးသွားတာမဟုတ်ခုခေတ်လို့ဆိုရင် online ဖြစ်သွားနော် online ဖြစ်နေတာပျက်ပြယ်မသွားဘူးဒါကြောင့်မို့လို့ဆင်ញင်သုံးသပ်မှုကမတ္တမအရေးကြီးတယ်ဆင်ញင်သုံးသပ်ပြရမယ်ကိုယ့်ကိုအမှတ်တမဲ့မနေနဲ့မှန်လေးကြည့်ပြီးရင်လှတယ်လို့မတွေးနဲ့မှန်လေးကြည့်ရင်အော်ငါအိုသွားပြီငါရောဟာမနေတကယ်နဲ့မတူဘူးလို့ဒီလိုဆင်ញင်သုံးသပ်ပေးလို့ရှိရင်တနေ့တစ်ချိန်ကျတော့ဝိပဿနာဉာဏ်ရဲ့အထောက်အကူတွေအများကြီးဖြစ်လာမှာပဲမှန်ပါဗျာဒီရှင်စုလပန်ဖြစ်ပုံလေးဟာဒါတကယ်စာလာပေးလာစကားတစ်ခုပဲဘဝပိုင်းလေးပေးတာကဩရတကတိုင်းရှုဖို့ပေးတာ